Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကဘာကြောင့်လဲပြောချင်တာလဲဆိုလို့ရှိရင်ကျမတို့ဒီအခုဒီဗီဒီယိုလေးကနည်းနည်းကြော်ညာလေးလဲဝင်မယ်ပြီးရင်ပြောစရာရှိရလေးလည်းပြောမယ်ပေါ့နော်ဒါကြောင့်ဗီဒီယိုလေးကတော့နည်းနည်းလေးရှည်မယ်ဘာလို့လဲဆိုလို့ရှိရင်ကျမတို့၄လပိုင်းကြာလို့ရှိရင်25 26ရဲ့ဘတ်ဂျက်ရောက်ပါပြီဘတ်ဂျက်ရီးရားကိုရှင်းရတော့မယ်ပေါ့နော်ရှင်းရတော့မယ်ကာလကိုရောက်ပြီလို့ပြောချင်တာပါ25 26ရဲ့ဘတ်ဂျက်ရီးရားကတော့ဒီ3လပိုင်း31ဆိုလို့ရှိရင်ဒါကုန်ပါပြီပေါ့နော်ကုန်တာဖြစ်တဲ့အတွက်အဲ့နှစ်လုံးရှင်းချင်းပြောရရင်အဲ့နှစ်လုံးမှာအလုံးလာခဲ့တဲ့မြောက်ကိုကျမတို့က၄လပိုင်းဆိုစပြီးတော့ဒါစီးရင်နေရှင်းရတော့မယ်ပေါ့နော်ကျမကကြတော့၄လပိုင်းဆိုလို့ရှိရင်ကျမရဲ့ကုမ္ပဏီတွေရှိတယ်ကုမ္ပဏီတွေကိုအမှုပိတ်တွေဆိုရင်ကျမစပြီးတော့ဒီ၄လပိုင်းမှာအမှုပိတ်တွေကတော့စီးရင်ကလွယ်တာဖြစ်တဲ့အတွက်၄လပိုင်းဆိုရင်စီးရင်နေစပြီးဆွဲပြီးပေါ့နော်ဆွဲထားပြီးတကြံဖွင့်ပြီဆိုတာနဲ့ကျမတို့ကတောက်လျှောက်တာရှင်းတော့မယ်ပေါ့နော်ပြီးတော့အရေးကြီးတဲ့ဒီအမှုဖွင့်တဲ့ကုမ္ပဏီတွေပေါ့လုပ်ငန်းရှိတဲ့ကုမ္ပဏီတွေပေါ့နော်ပြောချင်တာကတော့လုပ်ငန်းရှိတဲ့ကုမ္ပဏီတွေလုပ်ငန်းတွေအများများတဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်လည်းစောစီစီဒီနှစ်မှာအရန်ရေးကြီးတယ်စောစီစီရှင်းထားပါ6လပိုင်းမတိုင်ခင်မှာအများဆုံးရှင်းထားပါလို့ကျမကတော့အကြံပေးရှင်တယ်ဘာလို့လဲဆိုလို့ရှိရင်6လပိုင်းကြာလို့ရှိရင်ဒီအခွန်ရဲ့မူဝါဒတွေကပြောင်းသွားနိုင်ရှိတယ်ဆိုပြီးတော့လဲတော်တော်များများပြောနေကြတယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လဲကိုယ့်ရဲ့ကုမ္ပဏီကအခွန်တက်နဲ့စီးချက်ထဲကိုပါသွားအောင်ပေါ့နော်ကျမကတော့အခုကျမရဲ့ကုမ္ပဏီတွေကိုတော်တော်များများကိုတော့remind စလုပ်နေပြီသွားဆက်ဆရာရှိတာတွေကိုကျမသွားဆက်တယ်သွားဆက်စီပြောဆရာရှိတာတွေပြောတယ်လုပ်ဆရာရှိတာတွေလုပ်တယ်တောင်းဆရာရှိတာတွေကိုကျမစပြီးတောင်းနေပြီပေါ့နော်ဒီဆွဲဖို့အတွက်ကိုကျမကတော့အဲ့လိုမျိုးလေးဒါအဓိကဒီ3လပိုင်း1လလုံးကတော့ကျမ reminder လုပ်တဲ့ဟာမျိုးတွေပေါ့နော်အသက်တွေထက်စားလို့ရှိရင်အသက်တွေကိုလည်းရမ်းရေးကြည့်တဲ့ကုမ္ပဏီတွေဆိုကျမကိုယ်တိုင်သွားတွေ့ပြီးတော့ကျမတို့စစ်ဆေးတယ်ပေါ့နော်စစ်ဆေးတယ်ပြီးရင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးတော့ကျမဒီကာလမှာလုပ်ပေးနေပြီပေါ့နော်နောက်တစ်ခုကဒီကာလမှာဘာထပ်ပြီးအရေးကြီးလဲဆိုဖောင်တူးပေါ့နော်ပါတခါကတခါ3နှစ်လို့ခေါ်တယ်မြန်မာလို့ဆိုလို့ရှိရင်တော့ပေါ့နော်အင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ကျမတို့ကဟိုအရင်တည်းကဖောင်တူဖောင်31ဆိုပြီးခေါ်လေးရှိတာဆိုတော့အလွယ်ပြောရရင်ဖောင်တူပေါ့နော်ကျမရဲ့ page မှာလည်း best page မှာလည်းကျမဒီဖောင်တူနဲ့ပတ်သက်ပြီးတော့လည်းကျမတင်ထားတယ်ဒီဖောင်တူတည်လည်းကျမတို့ဒီလမှာတက်တန်းတိုးရပါမယ်ပေါ့နော်သူကဒဏ်ကြေးပုံစံမျိုးမရှိတော့ညာလဲတက်တန်းတိုးထားတဲ့အခါကြတော့မှဒါပေါ့နော်ဒီဖောင်31ထုတ်ယူတဲ့အခါတွေပြီးရင်တခြားကျို့သောကုမ္ပဏီတွေမှာဆိုလို့ရှိရင်ဒီဖောင်တူကိုပဲတည်တံ့တောင်းတဲ့ကုမ္ပဏီတွေရှိပါတယ်အဲ့ဒါမျိုးတွေမှာလည်း update ဖြစ်မထားဘူးဆိုလို့ရှိရင်ဒီဖောင်တူကတိုးရတယ်အဲ့ဒီသူတို့တောင်းတဲ့အချိန်မှာတိုးရတဲ့အခါကျရင်အလဲမမီတာတွေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်ဒီသူ့ရဲ့တိုးမဲ့ကာလဒီ3လပိုင်းဆိုတာဒီကာလရောက်ပြီတိုးရမဲ့ကာလရောက်ပြီဖြစ်တဲ့အတွက်တက်တန်းတိုးထားကြပါလို့ကျွန်မအကုန်လုံးလည်းတိုက်တွန်းနှိုးဆော်တယ်ကျွန်မဘက်ကတော့ကျွန်မကလုပ်ပေးရမယ့်ဟာတွေပြောပေးရတဲ့ဟာတွေအကုန်လုံးကိုကျွန်မအကုန်လုံးကုမ္ပဏီတိုင်းကိုပြောသွားပြပါမယ်ဒါကြောင့်ကျမရဲ့ကုမ္ပဏီတွေမကပဲနဲ့ဒီထဲမှာရှိတဲ့ကုမ္ပဏီပိုင်ရှင်လုပ်ငန်းရှင်တွေတော်တော်များများလည်းသိရအောင်လို့ကျမ sharing အနေနဲ့လည်းကျမဒီထဲမှာလာပြောရရှင်ဖြစ်ပါတယ်ဆိုတော့အဲ့ဒါပေါ့နော်ပြီးရင်အခွန်တွေကိုလည်းကိုကဒီ ETID တွေရှိတယ် ETID တွေဆိုတာ export import တွေလုပ်ထားတယ်ဖောင်တူတွေဖောင်31တွေလုပ်ထားတယ်ပြီးရင်တစ်စိတ်ကောင်းခွန်တွေကတ်ထားတယ်ပြီးရင်တင်တာတွေအောင်ထားတယ်ပေါ့ဒီလိုကုမ္ပဏီတွေဒီအခွန်တွေကိုရှင်းထားပါအခွန်တွေကိုရှင်းထားကြပါပေါ့နော်အခွန်တွေမရှင်းမဲနဲ့ဒီလဲဒါလူကြီးမင်းတို့လည်းသိတဲ့အတိုင်းနောက်နှစ်တွေဆိုလို့ရှိရင်အခွန်ရဲ့မူဝါဒတွေမှာသူတို့မူဝါဒတွေမှာတော့ဟိုအရင်ကတည်းကပဲစီမင်းစည်းကမ်းတွေကိုထည့်ထားပြီးသားပါဒါပေမဲ့ဒီ25 26မှာသူတို့ဒီစီမင်းစည်းကမ်းနဲ့ပတ်သက်ရင်လုံးဝဘယ်လိုပြောရမလဲလုံးဝထိထိရောက်ကြီးကိုကင်တွယ်နေတယ်ပေါ့နော်ဒါကြောင့်ကိုယ့်ဘက်ကစကားတွေအများကြီးပြောစရာမလိုအောင်အဲ့လိုမျိုးပေါ့သူချတဲ့ဒဏ်ကြေးတွေထဲမှာကိုမပါသွားအောင်เนาะအများဆုံးလုပ်ဆရာရှယ်လေးတွေလုပ်ထားကြပါအလုံးမရှိရဲ့ကုမ္ပဏီတွေအနေနဲ့လည်းမပေါ့ရောက်ပါနဲ့เนาะအခွန်ကိစ္စတွေကိုလုပ်ဆရာရှယ်လုပ်ထားပါမသိဘူးဆိုလို့ရှိရင်ကျွန်မပြီးသွားလို့ရှိရင်ဒီကျွန်မရဲ့ကျွန်မရဲ့ဒီဘောက်လေးမှာလဲကျွန်မဖုန်းနံပါတ်လေးကျွန်မထည့်ပေးပါမယ်ကျွန်မနဲ့လာရောက်ပြီးတော့လဲဆွေးနွေးလို့ရပါတယ်ကျွန်မအခမဲ့ဆွေးနွေးပေးပါတယ်အပြင်
ဟိုအပြင်မှာလဲပေါ့နော်အပြင်တွေ့ပြီးတော့လဲကျမကိုကော်ဖီကိုတောက်ကိုမုတ်ကိုစားပြီးတော့လဲအခမဲ့ဆွေးနွေးပေးပါတယ်ရရောနဲ့ပေါ့နော်ကျမအခမဲ့ဆွေးနွေးပေးပါတယ်အကုန်လုံးကိုကျမချိန်ပေးပြီးတော့နော်ဆိုလို့ရှိရင်ကျမကိုရှင်းအလုံးအပ်စရာမလိုဘူးကျမအလုံးအပ်ပါလို့လည်းမပြောဘူးကျမအခမဲ့ဆွေးနွေးပေးတယ်တချို့တွေအဲ့လိုမျိုးဆွေးနွေးကကို consultant fee ယူကြတယ်နော်အခွန်ကိစ္စတွေဆိုတာကျွန်တော်သိတဲ့အတိုင်းလွယ်ကူတဲ့ကိစ္စတွေမဟုတ်ဘူးအရန်ရှင်းလင်းရတယ်လူတစ်ယောက်နားလည်သွားအောင်ဟိုခလေးတွေစားတင်တယ်လို့မျိုးသင်ပေးရတယ်အခွန်ကိစ္စတွေဆိုတာသိတဲ့လူတွေကတော့သိတယ်မသိတဲ့လူတွေကတော့အရန်ရှင်းပြရတယ်ပေါ့နော်အဲ့ဒီဟာကိုကျမဒီဟိုကျမရဲ့ဒီနှစ်တွေအထိပေါ့နော်ဒီနှစ်တွေနောက်နှစ်တွေလည်းဘယ်လိုလာအောင်မလဲမသိသေးဘူးဒါပေမဲ့ကျမ free consultant အဲ့ဒီဟာနဲ့ပတ်သက် free ဆွေးနွေးပေးတယ်အပြင်တွေ့ရင်လည်းကျမမုတ်လဲကျွေးစရာမလို coffee လဲတိုက်စရာမလိုကို coffee ကိုတောက်ကိုမုတ်ကိုစားပြီးတော့ကျမ free ဆွေးနွေးပေးပါတယ်ဖုန်းစိန်ရင်လည်းကျမရုံးချိန်အတွင်းစနေအထိပေါ့နော်စနေနေ့အထိတလင်းဝင်နေလဲတချို့တွေခေါ်ကြပါတယ်အဲ့တော့ဟိုအားတဲ့အချိန်ဆက်လိုက်သိလားပြောချင်တာတခုကစနေတလင်းဝင်မှာလဲ request ပေါ့နော်အမကြီးကျမကတော့ဖုန်းလေးပြောချင်လို့ဒီကိစ္စလေးတွေကိုသိချင်လို့ဆိုရင် free ခေါ်ပြီးတော့ကျမဆွေးနွေးပေးပါတယ်ပြောပေးပါတယ်ပေါ့နော်ဒါကြောင့်ဒီဟာနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တေချာလေးလုပ်ကြပါကျမတို့လို့ပညာဒါနအနေနဲ့မျှဝေပေးတဲ့သူတွေနဲ့တိုက်ဆက်ဆိုင်တွေ့ရတာကိုကုသွန်ကောင်းတယ်လို့မှတ်ပါတချို့သူတွေကပတ်စံနေပုံဝေါ်ပြီးပေးလိုက်တယ်ကျမစီမှာလည်းအဲ့ပြဿနာနဲ့ပတ်သက်လို့ရှိရင်ရှေ့ရက်တွေကလည်းကျမတောက်ချောက်ရှင်းပေးထားတယ်ဒါပေမဲ့ကျမဘယ် order fan တွေဆိုပြီးကျမမပြောတော့ဘူးဒါပေမဲ့တချို့တွေကအရန်နာမည်ကြီးတယ်အရန်ပေါ့ဟိုငါတော့ကုမ္ပဏီအကြီးတွေကိုမှကင်တာပေါ့နော်ဒါပေမဲ့တစ်သက်စားလဲจิตတော်မှာပဲနှစ်သက်စားလဲจิตတော်မှာပဲအကြီးလဲ customer ပါပဲတေးသေးလေးလဲ customer ပါပဲကျမတို့ကတော့တေးသေးလေး customer လဲသေချာနားလည်သွားအောင်ရှင်းပြပြီးတော့မှအလုပ်လုပ်ပါတယ်ဒါကြောင့်ကျမနဲ့တွေ့တဲ့ customer တိုင်းပြောမယ်ဆိုလို့ရှိရင်တော့ကံကောင်းတယ်လို့ကျမကတော့ပြောချင်တယ်ဘာလို့လဲကျမကသေချာသူများမမေးရင်တော့မှအဲ့ဒီ customer မမေးရင်တော့ကျမရေးရွနဲ့ဖြည့်ပေးတယ်ဆွေးနွေးပေးတာအဲ့တော့လက်ကားရတဲ့ knowledge တွေကိုသေချာယူကြပါနော်သေချာယူကြပါလို့ကျမဒီကနေပြီးတော့လဲတိုက်တွန်းချင်တယ်ကျမကိုအချိန်မီသိချင်တာနဲ့ပတ်သက်လို့ရှိရင်ခေါ်ဆိုမေးမြန်းနိုင်တယ်အခွန်ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်သိချင်တာမေးပါကုမ္ပဏီကိစ္စတွေနဲ့ပတ်သက်ရင်သိချင်တာမေးပါ export import ကိစ္စတွေနဲ့ပတ်သက်ရင်သိချင်တာမေးပါဇိုက်ကောင်းခွန်ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်သိချင်တာမေးပါပြောရလို့ရှိရင်အခွန်ဆိုရင်ဘယ်အခွန်ဖြစ်ကျမဆွေးနွေးဆောင်ရွက်ပေးတယ်ဒါကြောင့်တေချာလေးကိုကုမ္ပဏီကိုတေချာဒေးဆိုင်ကြပါလို့ဒီကနေပြီးတော့တိုက်တွန်းချင်ပါတယ်နောက်တစ်ခုကကျမကုမ္ပဏီမှာပေါ့နော်တချို့တွေကအလုပ်တော့ဆက်လုပ်တယ်ဒါပေမဲ့အကောင့်ဒီ finance နဲ့ပတ်သက်လို့ရှိရင် knowledge မရှိဘူး finance နဲ့ပတ်သက်တဲ့ဒီ format ဆင်းတွေဝယ်ရှင်တယ်format ရှာခြင်းတယ်စာရင်းတွေတိကျလုပ်ရှင်တယ်ဆိုလို့ရှိရင်လည်းကျမလုပ်ပေးပါတယ်ကျမရှင်မှာလည်းအဲ့ဒီဟာနဲ့ပတ်သက်လို့ရှိရင် format ဆိုရင်လည်း format တိကျဝယ်လို့ရပါတယ်ဒီစာရင်းရှုပ်တွေလားရှုပ်နှစ်ရှုပ်တွေစစ်ရှင်တယ်ဆိုလို့ရှိရင်လည်းစစ်ပေးလို့ရတယ်အဲ့ဒီဟာကိုလည်းကျမဆောက်ပေးပါတယ်နော်ဒါလေးကိုကျမပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်